တို့တော့ဒီနေရာရောက်ပြီးခဏနဲ့ပုံမြင်အမြင်ချင်းနဲ့ဆူတောင်းတဲ့စစ်စစ်မှာပါဖို့အဝေးကြီးနဲ့တန်းစီပြီးဒါမဲ့အခုတော့အထက်ရောက်ပြီပေါ့နော်ဆိုတော့ဒီမှာဥတန်ကွန်းကိုကျွန်မတစ်ချက်လည်းမေးချင်ရှိတယ်ဥတန်ကွန်းရဲ့ဒီမှာရောက်တာဘလို့ဖြစ်လို့ရောက်ခဲ့ရလဲဘလို့စိတ်ကူးနဲ့ရောက်ခဲ့လေကိုနာမည်ကိုလည်းမိတ်ဆက်ပေးရောက်ချင်တဲ့နေရာကိုတော့ရောက်ခဲ့တယ်ဆိုတော့ဘလို့ခံစားရတဲ့ဟာကိုအားလုံးပြောပြပေးပါလို့ဒီမှာကြည့်နေတဲ့လူတငယ်ချင်းရောဘာသာတူရောမိတ်ဆွေမျိုးအားလုံးအတွက်โอเคပါကျေးဇူးပါအခုလိုဖြစ်ခွင့်ရတဲ့အတွက်အရန်ဝမ်းသာပါတယ်ဘယ်လိုပြောရမှန်းတော့မသိတော့အရန်စိတ်ထဲမှာအရန်ပျော်ပါတယ်အေးလည်းအရန်အေးနေတယ်အဲအကြောင်းဒီမှာတုံနေပြီပြောချင်တာအများကြီးရှိတယ်ပြောလို့တော့မထွက်တော့အရန်ဝမ်းသာလွန်းလို့လည်းတော့ဘယ်ကနေစပြောရမှန်းတော့မသိတော့ကျွန်တော်နာမည်ကဂျိုးဆက်တန်ကွန်းလို့ခေါ်ပါတယ်အမေရိကနဲ့ရောက်လာတာဖြစ်ပါတယ်အမေရိကအင်ဒီယာနာဖွတ်ဝဲနဲ့ရောက်လာတာဖြစ်ပါတယ်ဒီနေ့တင်းတော်တစ်ခုလုံးရဲ့ကက်တလက်အတင်းတော်တစ်ခုလုံးရဲ့ဌာနချုပ်ဖြစ်တဲ့ဒီစိန်ပီတာရင်ပြင်ပေါ်မှာရောက်ရှိနေတာဖြစ်ပါတယ်မကြာခင်မှာပို့ပြမင်းကြီးအန်ဂျယ်လိုမီတာဆိုဖို့ရန်အတွက်7 နိုင်မှာရောက်လာမယ်ဆိုတာသိရပါတယ်အဲ့ဒီအတွက်အဲ့ဒီအစီအစဉ်ထဲမှာပါဝင်ဖို့ရန်အတွက်စောင့်ဆိုင်နေတာဖြစ်ပါတယ်အခုလိုဘဝတတမှာဒီလိုမျိုးပို့ပြမင်းကြီးရှိတဲ့ဌာနချုပ်မှာရောက်နိုင်တဲ့အတွက်ကြားတင်အကျိုးပဲကျေးဇူးတင်ပါတယ်လို့ဒါကြားရဲ့ကျေးဇူးတော်တက်ပါပဲလို့ကြားရဲ့ကျေးဇူးတော်မပါလို့ရှိရင်ကျွန်တော်အနေနဲ့ဘယ်လိုမှဒီလိုမျိုးနေရာမှာရောက်ရှိဖို့ရန်အတွက်ကမဖြစ်နိုင်ပါဘူးဒါဖျားရဲ့အစီမံတက်ကြောင်းဖြစ်ပါတယ်လို့ဒါကြောင့်ဘာသာတူတဲ့လူဖြစ်မတူတဲ့လူဖြစ်လောကမှာတစ်ခါပဲအသက်ရှင်ခွင့်ရတဲ့အချိန်မှာလာပြီးမှလဲလာကြပါဘယ်သူမှဆိုလာရောက်ပြီးမှလဲလာလို့ရပါတယ်လို့အားလုံးကိုမှာချင်ပါတယ်ပတ်စံကြီးပဲရှာနေလို့ရှိရင်တက်မှာတဲသွားလို့ရှိရင်ဒီပတ်စံကထားခဲ့လို့မရပါတော့နော်ကျွန်တော်လည်းပတ်စံရှိလို့လာနိုင်တာမဟုတ်ပါဘူးဒီမှာပတ်စံမရှိပေမဲ့ရအောင်လာမယ်တက်မှာတစ်ခါတော့ရောက်ဖို့အောင်လာနိုင်အောင်လာမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားပြီးမှလာခဲ့တာဖြစ်ပါတယ်လို့နောက်တငယ်ချင်းများအားလုံးကိုလည်းခုလိုဒီလိုမျိုးနေမှာလာရောက်နိုင်ဖို့ရန်အတွက်ကြိုးစားကြပါလို့အားပေးချင်ပါတယ်လို့ပြီးရင်မြန်မာပြည်ကြီးလည်းအမြန်ဆုံးငြိမ်းချမ်းပါစေဆိုပြီးမှကျွန်တော်ဒီမှာဆုတောင်းခဲ့ပါတယ်နောက်ဆက်လက်ပြီးမှလည်းမြန်မာပြည်ကြီးအတွက်ဆက်ပြီးမှလည်းဆုတောင်းပေးနေပါမယ်လို့မြန်မာပြည်မှာကြံခဲ့တဲ့ဆွေမျိုးမိတ်ဆွေငယ်ချင်းများအားလုံးအတွက်လည်းကျွန်တော်ဆုတောင်းပေးပါမယ်လို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးဖျားရှင်အားလုံးအပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ